မလုပ်ချင်တဲ့ပြင်းတဲ့ student တွေရှိကြလားဒီလိုပြင်းတတ်တဲ့ကျောင်းသားကျောင်းသူတွေအတွက်မပြင်းအောင်လို့စာချက်တဲ့နီလန်းလေးဖုံမိုတိုရိုဆိုတာလေးကိုမျှဝေပေးချင်ပါတယ်လောက်ပါနေဟိုးစတာမလောက်ပါနေစာအုပ်မကြက်ခင်အရင်ဆုံးထိုင်မာနဲ့25မိနစ်မှတ်လိုက်ပါအဲ25မိနစ်တွင်ဘာဆိုဘာမှထားမလုပ်ဘဲနဲ့ကိုလိုရမယ့်စာအုပ်ပဲအာရုံစိုက်လုပ်ပါA few moments later 25မိနစ်ပြည့်ပြီဆိုရင်တော့9မိနစ်နာပါအကျောဆက်နာတွေခဏတချင်နားထောင်တာမျိုးတွေကိုယ်စိတ်ကို relax ဖြစ်စေမယ့်အရာတွေကိုလုပ်ပါ9မိနစ်ပြည့်ပြီဆိုရင်တော့ခုနအတိုင်း25မိနစ်ပြန်မှတ်ပါစာဆက်လုပ်ပါ25မိနစ်ပြည့်ရင်ခုနအတိုင်းနာပါဒါမျိုးကို၄ခေါက်လုပ်ပြီးသွားရင်တော့15မိနစ်ကနေမိနစ်30အတွင်းအနားယူနိုင်ပါပြီပြီးရင်တော့ကိုစာလုပ်စရာကြံတဲ့ရင်25မိနစ်လုံး9မိနစ်နာ rules နဲ့ဆက်လုပ်နိုင်ပါတယ်ထုံးစံတိုင်းအဲ့လိုလုပ်တာ၄ခါပြည့်သွားရင်တော့15မိနစ်ကနေမိနစ်30အတွင်းနားလို့ရပါတယ်ကဲဒါဆိုရင်တော့ဖုံမိုတိုရိုမတ်တက်ရဲ့ကောင်းကျိုးတွေကဘာဖြစ်မလဲဆိုတာပြောပြပေးသွားပါမယ်ပထမချက်အနေနဲ့ကတော့ကိုယ့်ရဲ့အာရုံစိုက်နိုင်မှုကိုတိုးတက်စေမယ်ဒုတိယချက်အနေနဲ့ကတော့ short break လေးတွေကကိုယ့်ရဲ့ပင်ပန်းတာတွေစိတ်ညစ်စရာတွေကို short ချနိုင်ပါတယ်သုံးချက်မြောက်အနေနဲ့ကတော့ break time လေးတွေမှာကို relax ဖြစ်အောင်လှုပ်ချင်တာလုပ်လို့ရတဲ့အကြောင်းမို့လို့ကို motivate ပြန်ပေးသလိုဖြစ်ပြီးတော့ငါဒါကို25မိနစ်လောက်တာကြောင့်မလို့9မိနစ်နားရတယ်ဆိုတော့ reward လေးတစ်ခုပြန်ပေးသလိုခံစားရစေပါတယ်၄ချက်မြောက်အနေနဲ့ကတော့ခုလိုအချိန်ပိုင်းခြားလေးတွေတတ်မှတ်ထားပြီးလုပ်တာကိုလိုအောင်မယ့်ဟာကိုအချိန်မီပြီးမြောက်စေဖို့နဲ့ responsible ရှိစေဖို့လည်းအထောက်အကူပြုပါတယ်နောက်ဆုံးချက်အနေနဲ့ကတော့ကို stress ပြီးစေရဲ့ကိုမရသေးတဲ့စာအများကြီးကိုဒီလိုခဏခွဲလုပ်ပေးတာကစာပိုနေထားသလိုခံစားရပြီးတော့ကို management အပိုင်းလည်းတိုးတက်လာစေမှာဖြစ်ပါတယ်။ဒါကြောင့်ဒီ Pomodoro ဆိုတဲ့နည်းလမ်းလေးကိုလိုက်လုပ်ကြည့်ဖို့ recommend ပေးပါတယ်။နောက်ထပ်လည်းဒီလို tips တွေပြပြပေးသွားမှာဖြစ်လို့ like and follow လုပ်တာခဲ့ကြအောင်နော်။အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်။